မှာလားတက်တော့မှာဘာရဖြစ်နေလဲအမဲခောက်ဂျူးမြစ်မာလာစားပါမယ်ဟုတ်မိတ်မာလာဟုတ်လိုင်းပေါ်မှာလဲဝယ်စားကြည့်တယ်ဟိုဈေးကွက်တဲ့ဟာတွေလဲဝယ်စားကြည့်တယ်ကျမတို့အင်ရဟာလာတိတ်ပြီးတော့ကျမပါစက်တယ်မှာအဆင်မပြေဘူးပေါ့နော်ဟုတ်မိတ်မာလာအမော့ကျမအမတရုတ်ပြည်ကတေးပြီးတော့လူဝင်စားသလိုဖြစ်တယ်အဲ့ဒီတရုတ်စပိုက်တွေအရန်စိတ်ဝင်စားအာသူလောက်ထားတယ်မာလာအမော့နဲ့လောက်တာပေါ့နော်အမကလေမာလာအရန်ကျွားမာလာအရန်ပိုင်တာပေါ့နော်သူကအဲ့တရုတ်ခင်းခတ်တွေသူအရန်စိတ်ဝင်စားတယ်2020တွေကကိုဗစ်ဖြစ်တဲ့အဲ့ဒါတွေကိုသူကလေ့လာပြီးတော့သူကအဲ့ဒါတွေလောက်တာပေါ့နော်အိမ်မှာကျမတို့တွေဘာမှဝယ်မသုံးအောင်မာလာအနှစ်တို့ဟော့ပေါ့အနှစ်တို့ဟာရဟိုပလေးအနီလေးနဲ့လာရင်တော့ကမ်းမတော့ပါအိမ်မှာကိုယ့်အောင်ချာကိုယ့်အောင်ချာကိုယ့်ဘာကိုစားရပါရှင်ကိုယ့်ဘာကိုဝက်ဖြစ်တာပေါ့နော်ကဲအမတို့အိမ်မှာကိုယ်တိုင်လုပ်တဲ့ homemade အမဲခောက်မာလာလေးလုပ်စားမယ်ရှင်အော်မဟုတ်ဘူးမဲခောက်မာလာစားပြမယ်ရှင်ကျွတ်ပါမဲခောက်မှလာမဟုတ်တာအဲ့ဘူးရ1000လောက်ရှိတယ်ကျမမျက်နှာထတော့အမဲခောက်က9000ဘူးဂျူးမြစ်က3000မြုပ်သီးစိမ်းတို့ဟင်းခက်အမွှေးကြိုင်နေလို့ဆိုလို့ရှိရင်ကျမအထင်19000 18000ပေါ့ဘာမှ2000မို့ကွာစားပါလေတမိသားစုတော့ရှယ်စားလို့ရတယ်ကျမတို့အမကလေမာလာအရန်ကျွားမာလာအရန်ပိုင်တာပေါ့နော်သူကအဲ့တရုတ်ဟင်းခက်တွေသူအရန်စိတ်ဝင်စားတယ်2020တွေကကိုဗစ်ဖြစ်တဲ့အဲ့ဒါတွေကိုသူကလေ့လာပြီးတော့သူကအဲ့ဒါတွေလောက်တာပေါ့နော်အိမ်မှာကျမတို့တွေဘာမှဝယ်မသုံးအောင်မာလာအနှစ်တို့ဟော့ပေါ့အနှစ်တို့ဟာရဟိုပလေးအနီလေးနဲ့လာရင်တော့ကမ်းမတော့ပါအိမ်မှာကိုယ့်အောင်ချာကိုယ့်အောင်ချာကိုယ့်ဘာကိုစားရပါရှင်ကိုယ့်ဘာကိုဝက်ဖြစ်တာပေါ့နော်